ချက်ပရဏယံပဲနောက်တစ်မျိုးနှာခေါင်းကနေပြီးတော့လေကိုဝအောင်ရှုမယ်နှာခေါင်းကနေပဲလေကိုကိုအောင်ထုံးမယ်အဲ့ဒီလေကိုရှူတဲ့အချိန်မှာလေကိုရွှင်းနဲ့ဘိုက်ကိုအတွင်းကိုချိုက်သွင်းသွားမယ်လေလဲရှူအပြီးဘိုက်ချိုက်သွင်းအပြီးအောက်မထားဘူးနှာခေါင်းကနေပဲပြန်ပြီးလေကိုထုံးမယ်လေကိုထုတ်ရင်းနဲ့ဘိုက်ကိုပြန်ဖောင်းမယ်လေလဲအကုန်ဘိုက်ဖောင်းအပြီးရုပ်စာကိုလည်း9မိနစ်ကနေ10မိနစ်အထိလုံးနိုင်အောင်ကြိုးစား3ချိန်လုံးပါရုပ်စာလဲစဟချပရဏယံတစ်ခုပဲရုပ်စာကိုအမြဲတမ်း10မိနစ်15မိနစ်လောက်လှုပ်ခြင်းအပြင်ဒီဘိုက်မှာအစီများတာအစာမကြေတာဘိုက်နဲ့ပတ်သက်တဲ့ပြဿနာတွေအများကြီးဖြေရှင်းပေးလိမ့်မယ်ရုပ်စာနဲ့ပုံမှန်လုံနိုင်အောင်ပဲကြိုးစား